ရှေးရှေးတုန်းကဂျပန်ပြည်ရဲ့ရွာလေးတစ်ရွာမှာသဘောကောင်းတဲ့အဖိုးအိုနဲ့အဖွားအိုတူနေထိုင်ကြပါ၏။တနေ့မှာအဖွားအိုဟာမြစ်ကမ်းနားမှာအဝတ်လျှော်နေရင်မြစ်ထဲကနေမျောလာတဲ့အလွန်ကြီးမားတဲ့မက်မွန်တီကီတစ်လုံးကိုတွေ့လိုက်ရတယ်။အဖွားအိုကအိမ်ကိုယူလာပြီးအဖိုးအိုနဲ့သူစားဖို့လှီးလိုက်တဲ့အခါမက်မွန်တီတွေကနေကျဲမာတန်ဆွဲနဲ့ကောင်လေးတစ်ယောက်ထွက်လာပါတယ်။သူတို့ဟာကောင်လေးကိုမိုမိုတာယိုမမွန်တီးကမွေးတဲ့သားလို့အမိပေးပြီးချစ်ခင်စွာကျွေးမွေးဆောင်ရှောက်ခဲ့ကြတယ်။မိုမိုတာယိုဟာအရွယ်ရောက်လာတဲ့အခါရွာသူရွာသားတွေကိုဒုက္ခပေးနေတဲ့ဘလူးတွေကိုနှိမ်နှင်းဖို့ဆုံးဖြတ်လိုက်တယ်။အဖွားအိုကခရီးလမ်းမှာခွန်အားဖြစ်စေဖို့ခီးပိတန်ကိုလို့ခေါ်ရဲ့အစွမ်းထက်မုတ်လုံးလေးတွေကိုလှုပ်ပေးလိုက်ပါတယ်။မိုမိုတာယိုဟာဘလူးကျွန်းကိုသွားတဲ့လမ်းမှာတရိษံ3ကောင်နဲ့တွေ့ဆုံခဲ့ပါတယ်။ပထမဆုံးခွေးတစ်ကောင်နဲ့တွေ့တယ်။ဒုတိယမြောက်တစ်ကောင်နဲ့တွေ့တယ်။တတိယရင့်ငတ်တစ်ကောင်နဲ့တွေ့တယ်။ဘလူးကျွန်းကိုရောက်တဲ့အခါရင့်ငတ်ကအပေါ်ကနေတိုက်ခိုက်တယ်။မြောက်ကတကားကိုကြော်တတ်တယ်။ခွေးနဲ့မိုမိုတာယိုးတို့ကရှေ့ကနေရဲရဲဝံ့ဝံ့တိုက်ခိုက်ကြတယ်။နောက်ဆုံးမှာတော့ဘလူးတွေဟာအရှုံးပေးလိုက်ရပြီးခိုးယူသွားတဲ့ယတနာတွေကိုပြန်ပေးခဲ့ကြပါတယ်။မိုမိုတာယိုဟာယတနာတွေကိုယူပြီးသူ့ရဲ့တရိษံတငယ်ချင်းတွေနဲ့အတူအိမ်ကိုပြန်လာကအဖိုးအိုအဖွားအိုတို့နဲ့အတူပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်။ပုံပြင်ကပေးတဲ့သင်ခန်းစာစီးလုံးချင်းသည်အင်အားထက်ပါတယ်။မိုမိုတာယိုတယောက်တည်းဆိုရင်ခက်ခဲနိုင်ပေမဲ့စွမ်းရည်မတူတဲ့တငယ်ချင်းတွေနဲ့ပူးပေါင်းလိုက်တဲ့အခါဘလောက်ကြီးမားတဲ့အခက်အခဲကိုမဆိုကြော်ဖြတ်နိုင်တယ်ဆိုတာပြပနေပါတယ်။သူတို့ဟာမိုမိုတာယိုစီကအစွမ်းထက်မုတ်လုံးလီကိုတယောက်လုံးစီစားပြီးနောက်မိုမိုတာယိုရဲ့ရဲဘော်ရဲဘက်တွေအထိလိုက်ပါလာကြပါတယ်။